အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဒါ2026 2029ဒါဘောလုံးရာသီအစ Day 1ပေါ့ဗျာနော် Day 1လက်ချက်ပွဲစဉ်တွေရှိပါတယ်ဒီနေ့အင်္ဂလန်ပရီးမီးယားလိမှာဆိုလဲ3ပွဲလောက်လက်ချက်3ပွဲလောက်ရှိမယ်ကျွန်တော်တို့ဒါအီတလီစီးရီးရှိမယ်စပိန်လာလီဂါပွဲစဉ်တွေရှိမယ်ပြင်သစ်လိဂ်1တွေပွဲစဉ်တွေရှိမယ်ပေါ့ဗျာနော်ညကကျွန်တော်ရွေးချက်ပေးခဲ့တဲ့3ပွဲမှာတော့ကျွန်တော်တို့နှစ်ပွဲအဆင်ပြေခဲ့တယ်တစ်ပွဲကတော့ဒါdraw ကြခဲ့တယ်ပေါ့ဗျာနော်ရွေးမတစ်ပွဲမှာတော့ draw ကြခဲ့တယ်3လုံးတည်နေကျွန်တော်တို့ဒါစပါးပွဲမှာတော့ဂူးပေါ်ခဲ့တယ်စပါးပွဲကဂူးပေါ်ခဲ့ပြီးတော့ကျွန်တော်တို့အင်တာမီလန်ပွဲမှာတော့ဂူးပြတ်နိုင်ခဲ့တယ်နှစ်ပွဲပေါင်းပြတ်ခဲ့တယ်ပေါ့ဗျာနော်ညတော့ YouTube ရဲ့ဒီကိုအဆင်ပြေကြမယ်ထင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်3ပွဲလောက်ဆက်လက်ပြီးတော့ရွေးချက်ပေးသွားအောင်မှာဖြစ်ပါတယ်3ပွဲတွေကဘယ်ပွဲလဲဆိုအင်္ဂလန်ပရီးမီးယားလိက2ပွဲရွေးချက်ပေးမယ်ကျွန်တော်တို့ဒါအီတလီစီးရီးတွေကတပွဲရွေးချက်ပေးမှာဖြစ်ပါတယ်နော်ဒီနေ့ညမှာရုံရောကျွန်တော်ရွေးချက်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့ကျွန်တော် Brighton နဲ့ Aston Villa ပွဲစဉ်လေးကိုရုံဆုံးရွေးချက်ပေးခြင်းတဲ့ဗျဒီပွဲမှာတော့ Brighton ကကြီးဖောက်ထားတယ်နော် Brighton ကကြီးဖောက်ထားတယ်မိနစ်ကတော့တဲကြီးဆိုရပေါက်ထားတယ်ဒါမိနစ်ကတော့မှBrighton ရဲ့ပြားဆုံးလေးတော့ပေါက်ထားတယ်ဒီနေ့ညမှာတော့ဒါ level ကိုပြား90ရှုံးထိတော့ပေါက်ထားတယ်ပေါ့ဗျာနော်Brighton နဲ့ Aston Villaဒီနေ့ညပြောမယ်ဆိုရင်ဂိုးပေါင်းချင်းလေးမှာ3လုံးကို90စာမိနစ်ကဆိုရင်ကျွန်တော်တို့တင်ပေါင်းထိတဲ့တွစ်ဆုံမှုနှစ်ကြိမ်မှာဆိုရင်အစတိုဗီလာကပဲ2ကြိမ်လုံးနိုင်ခဲ့တယ်ဗျာနော်ဒီနေ့ညမှာထူးထူးခြားခြား Brighton ကနေကြီးပြန်ဖွင့်ထားတဲ့ level ကိုပြား90ရှုံးသူတို့တဲ့ထိတဲ့တွစ်ဆုံမှုကလည်းအားလုံးအောင်18ကြိမ်တော့ရှိခဲ့ပြီးတော့ဒါ Brighton 2ကြိမ်တိုင်းတေကြတာ6ကြိမ်အစတိုဗီလာကတော့ဒါ10ကြိမ်တော့နိုင်ထားခဲ့တဲ့ရလက်မျိုးလေးတာတကားတွေတော့ရှိတယ်နော်ဒီလိုမျိုးတာတကားတွေရလက်တွေထဲမှာကျွန်တော်ဒီနေ့ညဖောက်ထားတဲ့ကျင်းနဲ့ကျွန်တော်တို့ချိန်ညှိပြီးတော့ကျွန်တော်ကြည့်ပြီးတော့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်เนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ရတယ် like and subscribe လေးလုပ်ပေးပါဦးဗျเนาะဒီနေ့ည Brighton ရဲ့ဒါ level ကိုဒါပြား90ရှုံးဖောက်ထားတဲ့ကြီးကလက်ရှိခြေစံပိုင်းရာသီအစမှာဘာမှဒါတိတ်ပြီးတော့ဒါပြောမယ်ဆိုရင် Brighton နေနဲ့လည်းဒါတိတ်ပြီးတော့ဒီနေ့ညမှာဘလို့ရလက်မျိုးတွေဖော်ဆောင်သွားနိုင်မယ်ဆိုတာတိတ်ပြီးတော့ဒါယုံကြည်လို့မရသေးတဲ့ထားမျိုးရှိတယ်ထို့တူတူကောင်းပဲအဆိုဗီလာနေလည်းဒီနေ့ညမှာဝေးခွဲကနေပြီးတော့ရာသီစမှာရမှတ်3မဲ့ရဖို့ကြီးစူးစမ်းရုန်းကန်လာမဲ့အနေထားလို့ရှိတယ်ကျွန်တော်တို့ဒီနေ့ညကတော့ဒီပွဲစဉ်ကိုဘူကီတွေနောက်လိုက်ရမယ်ညတညလို့ကျွန်တော်ထင်မိတယ်ဖောက်ထားတဲ့ကျင်းတွေကြည့်ထားရနဲ့လက်ရှိခြေစမ်းပိုင်းတွေရလက်ရှိလူစင်းတွေရကြည့်မယ်ဆိုရင်တော့Brighton ရဲ့အိမ်ဝင်မှုလို့ဒီနေ့ညAston Villa ကို level ပြား90ရှုံးခြေဖွင့်ထားလာလို့ကျွန်တော်ထင်မိတယ်ဗျเนาะဒီပွဲစဉ်လေးကတော့ကျွန်တော်စိတ်ကြိုက်တကြောင်ပေါင်းရွေးထုတ်ပြရမယ်ဆိုရင် YouTube ရဲ့ညီကိုတွေတော့ကျွန်တော်ဒီနေ့ညမှာကျွန်တော်ဒီနေ့ည Brighton ရဲ့ body လေးကိုကျွန်တော်ရွေးချက်ပေးတယ်။ဘာကြောင့် Brighton ရဲ့ body လေးကိုရွေးချက်ပေးရလဲဆိုတော့အိမ်ပွဲလည်းဖြစ်တယ်ဒီနေ့ညဖွင့်ထားတဲ့ကြီးကလည်း Brighton ဘက်မှာ level ပြား90အရှုံးထိလောက်ကြီးဖွင့်နေထားတဲ့အနေထားရဒီနေ့ညမှာ Brighton နေနဲ့အိမ်ပွဲရနေပြီးတော့ရာသီစဖွင့်ပွဲမှာရမှတ်3မှတ်ရယူစွမ်းဆောင်နိုင်မယ်လို့ဒီနေ့ညမှာယုံကြည်မိတယ်။အဲ့ဒါကြောင့်လို့ဒီနေ့ညမှာတော့ကျွန်တော် Brighton body လေးကိုရွေးချက်ပေးခြင်းပါတယ်เนาะ။ဘာလို့ Brighton body လေးကြားရလဲဆိုကျွန်တော်စောရပြောသလိုပဲအိမ်ဝင်လည်းဖြစ်တဲ့body ကျင်းမှာဆိုရင်လည်း Brighton ကကြီးအိမ်ဝင်လေးဖောက်ထားတဲ့နှစ်ကရာသီမှာတော့ Aston Villa နှစ်ကြော်လုံးနိုင်ခဲ့တဲ့အနေအထားမျိုးမှာဒီနေ့ရာသီစမှာ Brighton ကျင်းပြန်ဖွင့်ထားတဲ့အနေအထားအရဒီနေ့ညမှာဘူကီဒီဘက်မှာဘူကီဒီကတော့ဒါကျွန်တော် Brighton ဘက်မှာရှိမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ပေါ့ဗျာเนาะကျွန်တော်နဲ့ကြိုက်ချက်တွေ like ဆိုရပါတယ်ကျွန်တော်ရွေးချက်ပေးရတော့ Brighton body ပါကဲကျွန်တော်နောက်တစ်ပွဲကိုသွားရမယ်ဗျနောက်တစ်ပွဲကျွန်တော်ဒီနေ့ညမှာလက်ရှိဒါကျွန်တော်တို့ပြောရမယ်ဆိုရင်မနစ်ကဆိုရင်လည်းဒါအာဆင်နယ်နဲ့ပြိုင်ရေးပဲစားတဲ့ Man City ဒီနေ့ညမှာကံမှာဖြစ်တယ်ဘိုးမောင်းတယ်ပေါ့ဗျာเนาะဘိုးမောင်းတဲ့ကံမှာဖြစ်တယ် Man City ရဲ့ဒါဘိုးမောင်းကိုဖွင့်ထားတဲ့ကြေးရတော့ဒါ150တလုံးကိုပြား90ရှုံးဖွင့်ထားတယ်ဘိုးပေါင်းကြေးလေးမှာ3လုံးကိုတဝက်ရှုံးဆိုတဲ့ကြေးမျိုးလေးဖွင့်ထားတယ်ဒီကျိုးကြည့်ရမယ်ဆိုရင်တော့လက်ရှိ Man City ခြေစမ်းနဲ့ဘိုးမောက်ခြေစမ်းကတော့ဒါကျွန်တော်ပြောမယ်ဆိုရင်ကွာဟာချက်တော့ရှိတယ်ပေါ့ဗျာနော်ကွာဟာချက်တော့ရှိတယ်ကျွန်တော်ဒီပွဲစဉ်လေးကိုကျွန်တော်ဆက်ပြီးတော့တကြောင်ကောင်းလေးရွေးထည့်ပေးခြင်းနဲ့အဲကြောင့်လဲဆိုတော့ Man City ကတော့ဒါဘိုးမောက်နဲ့တွေ့တာအတာယူထားတဲ့အတင်းမျိုးဖြစ်ပေမဲ့နှစ်ကရာသီမှာတော့ဒါ Man City ကအိမ်ပွဲမှာတော့ဒါဘိုးမောက်ကို3-1နဲ့နိုင်ခဲ့ပြီးတော့ဝေးဝေးမှာ1-1ဆိုတဲ့တေးရလက်မျိုးတော့ထွက်ပေါ်သွားခဲ့တဲ့အနေအထားမျိုးရှိတယ်နှစ်ကရာသီနဲ့ကြော့မှာတော့တပွဲနိုင်တပွဲတေးရလက်ဆိုတဲ့အနေအထားမျိုး Man City ကတော့တွေ့ရပြဒီနေ့ရာသီမှာတော့ Man City တွေနဲ့ဘယ်လိုရလက်မျိုးတွေစွမ်းဆောင်နိုင်လဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်လက်ရှိခြေစမ်းရတော့ဒါကျွန်တော်တို့ပြောမှဆိုရင်အိမ်ဝဲလည်းဖြစ်တယ်ဘိုးမောက်တော့ဒီနေ့ညမှာ Man City နဲ့
နိုင်ပွဲ3ပွဲရဖို့တော့ဒါအိမ်ခွဲကနေပြီးတော့ဆွဲကုန်ကြိုးစားလာမယ်ညတညတော့ကျွန်တော်ထင်မိတယ်ဒါဒီစမှာရမဲ့3မဲ့ရယူထားနိုင်မယ်လို့လည်းထင်မိတယ်ဒါပေမဲ့ဘိုးပေါက်နေနဲ့တော့ပြန်ကြည့်ရမယ်ဆိုရင်လည်းဘိုးပေါက်နေနဲ့မန်စီးတီးနဲ့တွဲဆုံတိုင်းမှာဒုက္ခပေးခဲ့တဲ့အနေအထားမျိုးရှိခဲ့ပေမဲ့အဝေးကွင်းမှာဖြစ်တဲ့လျှောက်ဒီနေ့ညမှာမန်စီးတီးကိုဘယ်လိုဒုက္ခထပ်ပေးအောင်လဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဖွင့်ထားတဲ့ခြေနေခြေထားရဘူကီတွေရဲ့ဒါဖွင့်ထားတဲ့အနေအထားကိုကျွန်တော်ကြည့်ပြီးတော့သုံးသပ်ပေးရမယ်ဆိုဒီနေ့ညမှာကျွန်တော်တော့တကြောင်ကောင်းလေးရွေးထုတ်ပေးရမယ်ဆိုဒီနေ့ညကျွန်တော်တော့မန်စီးတီးဘော်ကြီးလေးကိုကျွန်တော်ရွေးထုတ်ပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့ယနေ့ညမှာမန်စီးတီးနေနဲ့အင်္ဂွေကနေလည်းဆုံးဘူမောက်ကို1စီးနဲ့ကတော့နိုင်မှာဖြစ်တယ်။ level တလုံးကိုပြား90ရှုံးဆိုတဲ့အနေထားရပြား90ကတော့ရင်းရမယ်ညတညတို့ကျွန်တော်ထိမင်သုံးသပ်ပြီးတယ်။အဲကြောင့်မို့ဒီနေ့ညမှာတော့ကျွန်တော်မန်စီးတီးနဲ့ဘိုးမောက်ရဲ့ပွဲဒီမှာကျွန်တော်မန်စီးတီးဘော်ကြီးလေးကိုရွေးချယ်ပေးခြင်းတယ်ဗျ။နော်။ညီကိုလည်းဒါဗီဒီယိုရှင်းမဖြစ်အောင်တူတူလေးတွေကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော် YouTube channel လေးကိုလည်းကျွန်တော်ပြောလို့ like subscribe မလုပ်ရသေး like subscribe လုပ်ပေးပါအောင်ဗျ။နော်။ဒီနေ့ညမှာကျွန်တော်နှစ်ပွဲတော့ရွေးချယ်ပေးသွားပြီ။ Man City နဲ့ Brighton အိမ်ကွင်းဒီနေ့ညနှစ်ပွဲလုံးအင်္ဂလန်ပရီးမီးယားလိနှစ်ပွဲလုံးအိမ်ကွင်းနှစ်ပွဲလုံးကျွန်တော်ကြိုက်ပါတယ်နော်။ကဲနောက်တစ်ပွဲကျွန်တော်တို့ဆက်သွားမယ်ဗျနောက်ပွဲကတော့ကျွန်တော်တို့စပိန်လာလီဂါကဲရပွဲစဉ်ပွဲပေါ့ဗျနော်ဒီပွဲစဉ်ကဲရတော့တိုရီနိုနဲ့ကျွန်တော်တို့ AC မီလန်ရဲ့ပွဲစဉ်ကိုကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးဦးမှာဖြစ်ပါတယ်လက်ရှိခြေစမ်းပိုင်းတွေကဒါရာသီစဆိုတော့အများကြီးတော့ကျွန်တော်ခန့်မှန်းလို့မရသေးဘူးဗျနော်လူပြောင်းလဲတွေလူရောင်းဝယ်တွေနဲ့လောက်ထားတာလူမနေ့ကလူတွေနဲ့ဒါချင်းချက်တွေဖြစ်ထားတဲ့အနေထားရကျွန်တော်တို့ကြီးနေကြီးထားတွေကိုကြည့်ပြီးတော့ဖွင့်ထားတဲ့ဘူကီရီရဲ့ဖွင့်ထားတဲ့ကြီးနေကြီးထားကိုကြည့်ပြီးတော့ရွေးချယ်ပေးရတာဖြစ်တယ်နော်တိုရီနိုနဲ့ AC မီလန်မှာတော့ဝေးကွင်းရ AC မီလန်တိုရီနို1ပေါင်50ထိတော့ကြီးပေါက်ထားတယ်ဘိုးပေါက်ကြီးမှာနှလုံးရှုံးဆိုတဲ့ကြီးမျိုးလေးဖွင့်ထားတယ်ဒါ AC မီလန်ကနေပြီးတော့ဝေးကွင်းကနေဖွင့်ထားတဲ့ဂျီတိုရီနိုကတော့ညီကိုတို့သိတဲ့အတိုင်းအိမ်ကွင်းအားကောင်းတဲ့အသင်းမျိုးဖြစ်တယ်အိမ်ကွင်းဆိုရင်ဒါဘာစီလိုနာတို့ရွေးမထစ်တို့တော့ကောင်းကောင်းလေးဒုက္ခပေးနိုင်တဲ့အသင်းမျိုးဆိုတော့ဒီနေ့ညမှာ AC မီလန်အနေနဲ့တိုရီနိုကိုဘယ်လိုမျိုးဒုက္ခတွေပေးသွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ညတညတော့ကျွန်တော်ထင်မြင်ပြီးတယ်ဗျနော်အဲဒါကြောင့်မို့လို့ဒီနေ့ညမှာဘူကီရဲ့ကျင်းနဲ့ချစ်ထားကျင်းဖွင့်ထားတဲ့ရလက်တွေကိုကျွန်တော်ကြည့်ပြီးတော့ခန့်မှန်းပေးမှာဖြစ်ပါတယ်နော်လက်ရှိဘော်ကျင်းမှာဆိုရင်တော့စီမီလာရဲ့ခြေကပြင်းသလိုရောဖြစ်တယ်ဗျဝေးကွက်ရလည်းဖြစ်တယ်1ပေါင်50ထိတော့ခြေဖွင့်လက်ထားတဲ့အနေထားရဒီနေ့ညမှာ AC မီလန်ဝေးကွက်ရလည်းတိုရီနိုကိုနိုင်ဘူးပြရပြီးတော့ဒါရမဲ့3မြတ်များရသွားမှာဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်ကတော့ဒီနေ့ညမှာတိုရီနိုနေနဲ့အိမ်ကွင်းမှာလည်းဒါကျွန်တော်ပြောလို့အသင်းကြီးတွေကိုဒုက္ခပေးတဲ့အသင်းမျိုးတော့ဖြစ်တယ်เนาะတိုရီနိုကအိမ်ကွင်းဆိုမာတဲ့အသင်းမျိုးဗျเนาะအိမ်ကွင်းဆိုမာတဲ့အသင်းမျိုးအဲ့ဒါကြောင့်မလို့ AC မီလန်နေနဲ့တော့ဒါတိုရီနိုတော့နိုင်သွားမယ်ခက်ခဲမဲ့ညတညတော့ကျွန်တော်ထင်တယ်เนาะဖွင့်ထားတဲ့ခြေနဲ့ဆိုတော့နိုင်ကောင်းနိုင်သွားနိုင်တယ်ခက်ခဲမဲ့ညတညတော့ထင်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တော့အများကြီးတော့မမျှော်လင့်ဘူးဗျเนาะအများကြီးတော့မမျှော်လင့်ဘူးဘာကြောင့်လဲဆိုတော့လက်ရှိရာသီစလည်းဖြစ်တယ်ရာသီစလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်တော့ဘော်ကြီးလေးကိုလက်ဆောင်တင်တယ်နော်ဘော်ကြီးလေးလက်ဆောင်ပြီးတော့ကျွန်တော်ဂိုးပေါင်း9လေးကိုရွေးချယ်ပေးခြင်းတယ်ဂိုးပေါင်း9လေးမှာတော့ဒါဘော်ဖွင့်ထားတဲ့ဘော်ကြီးနဲ့ဖွင့်ထားတဲ့ဂိုးပေါင်းကြီးနဲ့ကတော့ဒါကိုက်နေတဲ့ညတညတော့ကျွန်တော်ထင်မိတယ်1ပေါင်50နှလုံးရှုံးပေါ့ဗျာနော်ဒါစပိန်လာလီဂါရဲ့ပြောမယ်ဆိုရင်ပွဲစဉ်တွေရောက်ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ဖြစ်တဲ့ခြေတစ်ခြေလို့ကျွန်တော်ထင်မြင်သုံးသပ်ပြီးတယ်ပေါ့ဗျာနော်ဒီပွဲစဉ်လေးမှာတော့ကျွန်တော်တချောင်းကောင်းရွေးထုတ်ပေးရမယ်ဆိုရင်ဒီနေ့ညဒါတိုရီတိုနဲ့ AC မီလန်ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါက်အောက်လေးကိုရွေးချက်ပေးခြင်းတယ်ဘာလို့ဂိုးပေါက်အောက်လေးရွေးချက်ပေးရလဲဆိုတော့ယနေ့ညမှာဒါတိုရီတိုနေနဲ့အိမ်ကွေးရဲ့မာချုံမှုကိုအခွင့်ကောင်းယူပြီးတော့ဒါဒီနေ့ညမှာနော် AC မီလန်ဒုက္ခပေးမဲ့ညတညလို့ထင်မယ် AC မီလန်နိုင်ခဲ့တဲ့နောက်မှာကပ်ပြီးတော့ပဲနိုင်သွားမဲ့ညတညလို့ကျွန်တော်ထင်ပြီးသုံးသပ်ပြီးတယ်ပေါ့ဗျာနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီညမှာဂိုးပေါက်အောက်လေးပဲကျွန်တော်ကြိုက်ပါတယ်နော်ဂိုးပေါက်နှလုံးရှုံးဆိုတော့အများဆုံးခန့်မှန်းတာဇီဝAC မီလန်နိုင်ခဲ့မဲ့ဆိုဇီဝဖြစ်နိုင်တော့1-1လောက်ထိပဲတွားလောက်မယ်လို့ထင်မိတယ်နော်အဲ့ဒါကြောင့်မလို့ AC မီလန်တကယ်လို့ကောင်းခဲ့တော့မှစီတူလောက်ပဲတွားလိုက်မယ်လို့ညတညလို့ထင်ပြီးတယ်အဲကြောင့်မလို့ဒီနေ့ညမှာကျွန်တော်တိုရီနိုနဲ့ AC မီလန်ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါက်အောက်လေးကိုပဲရွေးချယ်ပေးကြပါတယ်ဒီနေ့ညမှာ YouTube ထဲညီကိုတွေတော့ကတော့ဒါ3ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်3ပွဲမှာတော့ကျွန်တော် Brighton နဲ့ Aston Villa ပွဲမှာကျွန်တော်
Brighton body ရွေးချယ်ပေးခဲ့တယ် Man City နဲ့ Portsmouth ပွဲမှာတော့ Man City body ကျွန်တော်တို့ဒါ Torino နဲ့ AC Milan ရဲ့ပွဲစဉ်မှာတော့ကျွန်တော်9ပေါက်လေးရွေးချယ်ပေးခဲ့ပါတယ်အားလုံးပဲရာသီစမှာထင်းထင်းကစားကြပါရာသီစဖြစ်တဲ့အတွက်ကြောင့်မို့ဘူကီတွေကျင်းနဲ့သွားနိုင်တယ်ဗျာနော်မနေ့ကဆိုလည်းကျွန်တော်ဒါတော် channel ညီကိုတွေကိုကျွန်တော် main တပွဲကောင်းပေးခဲ့တယ်ဒါပေမဲ့ပွဲလာကနေမှကြေးပြောင်းလဲတွေမိုင်ရွက်ဈေး body ဈေးထိုးကျသွားတယ်လေကျွန်တော်စိတ်တက်တော့ကြာပါဗျာနော်တကယ်ပဲဖြစ်သွားခဲ့ပါတယ်နိုင်ကတော့ရာသီစမှာပဲကျိုးခဲ့တယ်ပေါ့ဗျာနော်အားလုံးပဲတနင်္ဂနွေကြပါလေနိုင်ကိုတွေများထုံနိုင်ကြပါသည်လို့ဆုမကောင်းတောက်ပါတယ်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ရတယ်လေ like subscribe လုပ်ပေးကြပါဦးဗျာเนาะကျွန်တော်ဒီနေ့2026 2029ရာသီမှာနိုင်ပွဲနေယူပြီးတော့ဒါဒိုင်ဒီစီကများများအနိုင်ကိုထုတ်ကြပါသည်လို့ဆုမကောင်းတောင်းလိုက်ပါတယ်